ကျွန်တော်တို့ရှာဖို့ဝဲလုပ်မှာပါရှာဖို့ဝဲလုပ်တဲ့အခါမှာကြက်ဥနဲ့တကြားနဲ့ကိုအရင်ဆုံး3မိနစ်လောက်ဒီလိုဖောင်းဖြစ်လာအောင်နံပါတ်3 speed နဲ့မှုရပါမယ်မှုပြီးလို့ရှိရင်ကျွန်တော်တို့ SP ထည့်ပါမယ် SP ထည့်တဲ့အခါရေးလေးနည်းနည်းခံထည့်လို့ရှိရင်စလုံးလေးမကပ်ပါဘူးအဲကျွန်တော်တို့ SP ထည့်ပြီးလို့ရှိရင်ပွားလာအောင်ရိုက်ပါမယ်ကျွန်တော်တို့ SP ထည့်ပြီးနံပါတ်3 speed နဲ့ဒါ3မိနစ်လောက်ရှားလာလို့ကျွန်တော်တို့ခုလိုမျိုးဖွေးပြီးတော့ပွားလာပါမယ်ခုလိုမျိုးဖွေးပြီးပွားလာတဲ့အခါမှာ C ကိုဖြည်းဖြည်းလေးချင်းထည့်ပြရပါမယ်ကျွန်တော်တို့ C ထည့်တဲ့အခါမှာ number 2 speed ကိုပြောင်းပြီး C ကိုဖြည်းဖြည်းချင်းထည့်ပါမယ်ကျွန်တော်ဒါစီထည့်ပြီးသွားပါပြီစီထည့်ပြီးတော့လို့ရှိရင်ကျွန်တော်ဂျုံမုံထည့်ပါမယ်ဂျုံမုံမှာဆိုလို့ရှိရင်တော့ no more ပါပါမှာ baking powder ပါပါမယ်ဂျုံမုံထည့်ပြီးရင်ကျွန်တော်တို့က number 1 speed နဲ့မှုပါမယ်ဒါကတော့ဂျုံမုံထည့်ပြီးရလာတဲ့အချိန်လေးပါရှာဝဝဲပါကျွန်တော်ဂျုံလက်ကန်ဂျုံနိုင်လေးနဲ့ကန်ပြီးတော့ကျွန်တော်တို့25 gram အလုံးလေးလုံးပါမယ်လုံးပြီးလို့ရှိရင်အပေါ်မီ190အောင်မီ160နဲ့မိစားဖို့ပါမယ်ကျွန်တော်တို့ခုလိုမျိုးပုံစံလေးလုပ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အပေါ်မီ190အောင်မီ160နဲ့20မိနစ်ဖုတ်ပါမယ်ပေါ်မီ190အောင်မီ160နဲ့20မိနစ်ဖုတ်ပါမယ်ဒါကတော့ကျွန်တော်တို့20မိနစ်အကြာဖုတ်ပြီးတော့ရရှိလာတဲ့အရှာဝဝဲလေးတွေပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ပေးကြပါအောင်ခင်ဗျာဘယ်လိုမှကျေးဇူးတင်ပါတယ်ခင်ဗျာ